Hello ကျွန်တော်ကတော့ KMK Gaming ပါဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒီ upgrade ကိုကျွန်တော်ဝယ်သွားမှာဖြစ်ပါတယ်ဆိုတော့ဘလို့တွေပါသွားမလဲဆိုတော့ကျွန်တော်ဘလို့တွေ event တွေကဘလို့တွေလှသွားမလဲဆိုတော့ကျွန်တော်လည်းမသိဘူးလာဖို့ချိန်2မိနစ်ကြော်ကြံသေးတယ်ဆိုတော့ကျွန်တော်မှာကတော့ဒီ3ကောင်ရှိရပေါ့နော်တန်တန်ရယ်တခြား limited ကောင်ရယ်ပြီးတော့ e-shot ကောင်ရယ်ရှိရပေါ့နော်ကျွန်တော်17မိနစ်ပဲလိုပါတော့တယ် event စဖို့9 8 6 5 4 3 2 let's go event စပါပြီ event စပြီဆိုတော့လေကျွန်တော်တို့အဲ့ဟိုနှစ်သား event ရအရင်ရောက်လာ hi everyone ဆိုပြီးတော့နှုတ်ဆက်ပါပြီကျွန်တော်လည်းအမှ spin သွားလှည့်ရပေါ့နော်ဘာမှမရပါဘူးပတ်စံမရပါလေအဲ့နဲ့ကျွန်တော်က welcome ဆိုပြီးဘာညာလောက်နေတဲ့အချိန်မှာအဲ့ coin လေးတွေရလို့ coin လေးလိုက်ကောက်ပါတယ်အဲ့ဒါကျွန်တော်တို့ဟို spawn လို့ရရပေါ့နော် lucky block spawn လို့ရတယ်အဲ့ကြောင့်ကျွန်တော် coin လေးလိုက်ကောက်နေရပေါ့နော်ကျွန်တော်ဒီမှာ Sam ရဲ့ dice လက်ပေးပါတယ်ကျွန်တော်တို့ leader board ကိုကြည့်ခိုင်းနေပေါ့နော်အဲ့မှာဟိုဟာတွေပေါ့ဗာလဲဟိုဟာတွေပေးနေရဆိုကြီးအမှတွေ့လား leader board တကယ်ပေးနေရမင်းညာ OG ရတော်တော်များများပေးတယ်ပေါ့နော်ရမလားမရမလားတော့ဗီဒီယိုဆုံးထိတော့ကြည့်လိုက်ပေါ့နော်ဆိုတော့ကျွန်တော်လည်းအမှရှောက်လောက်တာပေါ့ဘလူးများဖြစ်မလဲပေါ့ကျွန်တော်အဲ့ဒါရှောက်နှိပ်တယ်ပေါ့နော်ပထမမသိဘူးရှောက်နှိပ်အမှ lucky block spawn တော့ကျွန်တော်ဘာလဲပေါ့ကြည့်လိုက်တယ်အမှ 3p spawn လာအဲ့နဲ့ကျွန်တော်ကပြေးသွားပြီးကိုင်းနေတော့ကောက်ပါတယ် the blue light string lead board ဆိုတော့အဲ့မှာ semi base က spawn လိုက်ပါပြီ semi base ထဲမှာလည်းဘာမှတော့ကောင်းတာသိမရှိဘူး semi base ထဲမှာကောင်းတဲ့ဟာတော့သိမရှိပါဘူးကြော်ပေါ်မှာကဘာမှမရှိဘူး secret brain တော့ spawn နေဆိုတော့ကျွန်တော်ဗာလဲဆိုပြီးတော့ကြည့်ပါတယ်အဲ့မှာ semi ကနေပြီး slap လုပ်လိုက်တယ်ပေါ့နော် slap လိုက်တဲ့ကျွန်တော်ဖုန်းကနည်းနည်းတိတ်မကောင်းတော့လက်သွားတယ်ပေါ့နော်တက်သွားတဲ့အတွက်တောင်းပန်ပါတယ်ဆိုတော့ဒီကောင်လေး spawn နေပေါ့နော်ဒီကောင်လေးက limited လို့တော့ထင်တယ် limited တော့မဟုတ်ပါဘူးဒါပေမဲ့နည်းနည်းတော့ရှားမယ်ထင်လို့ကျွန်တော် fish boat ဆိုတဲ့ဟာကိုဝယ်လိုက်ပါတယ်အဲ့ပြီးတော့ကျွန်တော် fire mutation ရပါတယ်ဗျအဲ့ကောင်လေးကအဲ့နဲ့ကျွန်တော်အမှ semi base ကိုတွားတယ်ပေါ့နော် semi base ကိုတွားပြီးတော့ကျွန်တော်ဘာမှလည်းသိမရှိဘူးဆိုတော့ကျွန်တော် taco lucky block လေးတွားယူမယ်ပေါ့နော်ကျွန်တော်တိတ်ချပြန်ကြည့်ရဘာရှိမလဲပေါ့ဘာညာပေါ့အဲ့နဲ့ကျွန်တော် taco lucky block လေးကိုတွားမှာပါတယ် taco lucky block ကိုကျွန်တော်ဖောက်မယ်ဆိုပြီးတော့ကျွန်တော်စိတ်ကူးထားရပေါ့နော်ဒီနှစ်ခုတော့ကျွန်တော်ယူမယ်ပေါ့ okay ဆိုတော့ UVB ဆိုတော့ကျွန်တော်တို့ကြော spawn တာနဲ့ကျွန်တော်ဝယ်လိုက်တယ်ပေါ့နော်ဘာ mutation မှတော့မရပါဘူးဟိုးတစ်ခုပဲ mutation တော့မပါဘူးကြောမနေ့ကချင်းကြိုက်တာပဲဖတ်တင်လိုက်တယ်ကြောတန်းဝယ်လိုက်တယ်ဝယ်ပြီးအမှ fire attack ကတခုမှမထိရဗျာကျွန်တော်စိတ်ညစ်သွားအဲ့နဲ့ကျွန်တော်အဲ့ lucky block တွေကိုဖောက်တယ်ပေါ့နော်ပထမတစ်ခုကတော့ကံမကောင်းပေါ့နော်ဖောက်တယ်ချီဝါဝါလာမဟုတ်ပါ lucky block နောက်တစ်ခုထပ်ဖောက်လိုက်ရပေါ့နော်ထပ်ဖောက်လိုက် no my hotspot လာအဲ့ဒါရသွားပါတယ်ခုတ်ပါတယ်no my hotspot ရသွားပါပြီပေါ့ကျွန်တော် coin လေးလိုက်စားပါတယ် coin လေးတွေ50ပြည့်တော့မယ်ဆိုတော့ကျွန်တော်မြန်လေးကိုလိုက်စားရတာ2ခုလောက်ပဲလိုရဗျ8ခုဆိုတော့2ခုလောက်ပဲလိုရအဲ့ကျွန်တော်ဘယ်ကောင် spawn လဲပတ်ကြည့်နေရင်နဲ့တိုင်းစာပါလက်ကိုထပ်ပေးပါတယ်တိုင်းစာပါလက်မှာလည်းကျွန်တော်ကောင်းမှကောင်းတာကောင်းမရဘူးအဲ့ကျွန်တော် coin လေးလိုက်စားနေ3ခုလိုသေးရပါတော့အမ Sammy slap နောက်တစ်ခုထပ်ကြွေးပါတယ်ကျွန်တော် line ကထစ်သွားလို့ကျွန်တော်ရလိုက်ရပါတော့ဒီကောင်ကတော့စိုးအောက်သွားပြီပေါ့နော် limited ဖြစ်သွားပြီပေါ့ limited ဖြစ်သွားပြီဆိုတော့ကျွန်တော်အဲ့ဘာလို့ကောင်းမလဲစဉ်းစားနေနေ sound ပေါ့နော် sound ကိုပိတ်လိုက်ပါတယ်အဲ့လိုပိတ်တာလေးကိုကျွန်တော်လည်းမှတ်မိတော့ sound effect ကိုပိတ်လိုက်တယ်ဒါပေမဲ့အတန်းထွက်နေရုံကျွန်တော်ကြောင်သွားတယ်ဟာဘလို့ဖြစ်တာလဲပေါ့ထားလိုက်ပါအောင်ဆိုပြီးတော့ကျွန်တော်ဒီတိုင်းပဲကွာနေလိုက်ကောက်နေလိုက်နောက်ထပ်အဲ့ဒါကိုပြန်ဖွင့်ပြီးတော့အောက်ကအဲ့မှာတို့လား sound effect ဆိုတဲ့ဟာကိုပိတ်ပြီး music ကိုပိတ်လိုက်တယ်အမှန်တကယ် music ကိုပိတ်ရမှာဗျအဲ့ဆိုပိတ်ပွားရဆိုတော့ဘာတမ်းမှတော့မကြားတော့ဘူးပေါ့နော်အားလည်းသိမရှိတော့ဘူးအားကိုလည်းကြည်နေရတယ်ပေါ့နော်ကြည်နေရ leader board ကနေပြီးတော့ကျွန်တော်ရှောက်နှိပ်တယ်ပေါ့နော်ဘာလို့ရမလဲကျွန်တော်အဲ့ leader board ကြီးတော်တော်စိတ်ဝင်စားနေရဗျဘာဖြစ်လဲဆိုတော့ OG spawn ထိုင်နေဆိုတော့လေ
ကျွန်တော်စဉ်းစားပြီးတော့အမှကျွန်တော်ပျော်နေပေါ့နော်ကျွန်တော်မြင်ရမလားဆိုတော့အတွေးနဲ့အရန်နေပျော်နေတယ်အဲ့မှာအဲ့ lucky ကောင်းတဲ့သူတော်တော်များများရတယ်ဗျကျွန်တော်တို့ပဲမရတာချာကောင်းနေတော့ရတယ်ဗျကျွန်တော်တော့မရဘူးကျွန်တော်ရှောက်နှိပ်နေပေါ့နော်အမှကျွန်တော် screen ထိုင်နှိပ် brother တို့သိကြသလားဒီ channel မှာကျွန်တော်တို့နောက်ပိုင်း giveaway တွေလည်းလာမယ်ပြီးတော့ Steel Brand တော့မှာ event chain တွေဘာညာကိုလည်းကျွန်တော်တို့တင်ပေးမယ်ပြီးတော့ giveaway ကလည်းအကြီးစားကြီးလာမယ်ပေါ့နော်လာမယ်ဆိုတော့ဒီ channel လေးကို join ပေးပါ channel လေးကစိတ်ချယုံကြည်ရတဲ့အတွက်ကျွန်တော်ကိုယ်တိုင်ထောင်ထားတာပါနာမည်ပြလုံးဝမရှိပါဘူးမယုံရင်ဂျာကန်ခေါ်လို့ရပါတယ်ဂျာကန်ကလည်းနာမည်ရှိတဲ့သူပဲအုံးနေပါဆိုတော့ video လေးကိုဆက်မယ်ပေါ့နော်ကျွန်တော်တန်ကလေးတန်ကိုထည့်လိုက်တော့ဘာမှကောင်းတာသိမရဘူးအဲ့ဒါလည်းကျွန်တော်ပြန်ထုတ်လိုက်တယ်ပေါ့နော်အမအဖွားကြီးကစစပွန်နေဗျအဲ့အဖွားကြီးက secret ဗျကျွန်တော်ဟိုနောက်ပိုင်းည limited ဖြစ်မယ်ထင်တယ်အဲ့ဒီကောင်က spawn တော့ကျွန်တော်ဘာလဲဆိုကြော်ကြောင်ကဒီကောင် mutation fan မယ်ပေါ့အမဆမ်မီကနေ gain နဲ့ land ထွေးတာအမငှက်ကြီးဖြစ်ပြောင်းသွားတယ်ဗျအဖွားငှက်ပေါ့နော်ဒီ event တော့အဖွားငှက် event ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အဲ့မှာအဖွားငှက်ကိုဝယ်ဖို့စဉ်းစားနေတဲ့အချိန်ကျွန်တော်ဝယ်လိုက်ပါတယ်အဖွားငှက်တစ်ကောင်ရသွားပါပြီအဖွားငှက်ပါသူ့ရဲ့နာမည်ကတော့အဖွားငှက်လို့ပဲခေါ်ပါမယ်โอเคအဖွားငှက်ရသွားပါပြီကျွန်တော်အဲ့ event ရဲ့ဟာကသူကဇာဗနာပွဲပေါ့ကွာအဲ့အဖွားကြီးတေသွားလို့ငှက်လေးအဖြစ်ကွာပြောင်းသွားတဲ့ပုံစံမျိုးကိုသူတို့ဖော်ကျူးထားတယ်ပေါ့နော်အဖွားကြီးကတော့အသက်ဘယ်လောက်လဲတော့မသိဘူး။ပိုလီယိုယောဂနဲ့တီးသွားလားမဟုတ်ပါဘူး။ IMB grandma ဆိုလားပဲ။ तू က wheelchair ပေါ်မှာထိုင်ပြီးတော့ तू တက်ကြီးယောဂနဲ့ပဲထင်တယ်ဗျ။အဲ့မှာအဖွားကြီးငှက်ကြီးတွေကလည်းပြန်နေတယ်ပေါ့နော် mutation ပေးနေတာပါ။ကျွန်တော်အဲ့ leader board ထပ်နှိပ်ပါတယ်။ရမလားဆိုတဲ့အတွေးနဲ့။ထိုင်နှိပ်တယ်တောက်လျှောက်ထိုင်နှိပ်တာ။တော်လေးကိုနှိပ်လိုက်ပါတယ်။ semi base ကထပ်ပြီးတော့ spawn နေပေါ့နော်။အဲ့ semi base ကိုကျွန်တော်ပြေးပြီးတက်တယ်ပေါ့နော်။ semi base အမှပြီးတော့ time slot ထပ်ပေးပါတယ် semi base ကိုပြေးရပေါ့နော် semi base ကိုပြေးတာအဲ့ထဲမှာအမှတိတ်ပြီးထူတော့တိတ်မရှိဘူးဒါမဲ့chicleterina တော့ရှိရအပေါ်မှာပါရှိလဲဆိုကျွန်တော်တက်သွားကြည့်ရပေါ့နော်အပေါ်မှာတော့မရှိပါဘူး lucky block normal ပေါ့ကျွန်တော်အဲ့ chicleterina ကိုယူပြီးတော့ကျွန်တော် base တက်ထည့်ပါမယ်Okay ထည့်ပြီးသွားပြီဆိုတော့ lost lucky block လဲကျွန်တော် store ပြီးပြီဆိုတော့ secret account spawn နေဗျအဲ့ကောင်ဘာကောင်လဲဆိုကျွန်တော်သွားကြည့်တာဖွားရင်ငှက်ပါပဲဖွားရင်ငှက်ကိုမှ go ပေါ့နော် go မှာကျွန်တော်လဲအဲ့ဟာ mobile van ဒီတိုင်း mutation လေးခဏစောင့်နေတဲ့အချိန်မှာသူ့ကိုပေါ့နော်ဘုံ mutation လေးပေးသွားပါတယ်ကျေးဇူးတင်ပါတယ်အဲ့နဲ့ကျွန်တော်ဝယ်လိုက်ပါတယ်850တောင်ပေးရတယ်ဗျဆေးကြည့်လိုက်တာပေးပြီးဝယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီကောင်ပတ်စံဘယ်လောက်ထုတ်လဲသွားကြည့်မယ်ပေါ့နော်ပတ်စံဘယ်လောက်ထုတ်လဲ18 million တောင်ထုတ်တယ်ဗျ secret နောက်တစ်ကောင်စပွန်နေအဲ့ဒါ trade room မဟုတ်ကျွန်တော်တို့ရဲ့ main character ကြီးဖြစ်တဲ့ထုံဆာဟူရာပဲဖြစ်ပါလေအဲ့ကောင်အဲ့နားမှာချီးသွားပါလားမသိဘူး okay ဆိုတော့ဝယ်လိုက်တယ်ပေါ့နော် okay ဝယ်ပြီးသွားရတယ်ကျွန်တော်လည်းဘာလို့ကောင်းမလဲစဉ်းစားနေနေဗျာအဲ့တုံဆာဟူရာဟာယူကျွန်တော်တော့ဖွင့်လိုက်ပါတယ်အဲ့ကောင်ကလည်းခြေကားရလက်ကားရနဲ့ထွက်လာပါလေကျွန်တော် lost lucky block တို့အဲ့ lucky block တို့ဘာလို့ကျွန်တော်ဖောက်လိုက်တယ်ပေါ့နော်ကောင်းတာအမြန်ရမလားဆိုတဲ့အတွေးတစ်ခုနဲ့ဟိုးတာဘာမှမရစညစ်အဲ့နဲ့အကုန်လုံးကျွန်တော်ပြန်ရောင်းလိုက်ပါတယ်အဲ့မှာကျွန်တော်88 server lag ပေးပါတယ်အဲ့မှာလေကျွန်တော်ဘာမှမရပါဘူးကျွန်တော်ဘာရမလဲဆိုတဲ့အတွေးလေးနဲ့ထိုင်ကြည့်နေရင်လည်းဒီ event လာပါတယ်ဒီ event ကြီးကတော်တော်လှရဗျာပြောမှဆိုရင်တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်ဆိုတော့ဒီ event ကိုကျွန်တော်တော်တော်ကြိုက်တယ်လှလဲလှတယ်အဲ့နဲ့ကျွန်တော်ရှောက်လုံနေတယ်အဲ့နဲ့ကျွန်တော်အဲ့ဟိုကောင်းကင်ရတော်တော်လေးကိုလှလို့ဆိုပြီးကျွန်တော်ကြည့်နေတယ်အဲ့မှာ brother ဘာကောင်လေးလဲမသိဘူးအစ် spawn နေပေါ့နော်အဲ့ကောင် go ပေါ့နော် mutation ကတော့တစ်ခုမှမရလိုက်ဘူးby EID it is sahula I don't care ကျွန်တော်အဲ့လေးကို mutation လေးပါလေရမလားဆိုကျွန်တော်ရှေ့တုံးနောက်ဆုတ်လုပ်နေရမှာပြီးတော့ဝယ်လိုက်တယ်ပေါ့နော်အဲ့ကောင်လည်းလမ်းလျှောက်တာကွာတာနဲ့ပေါင်မြန်းပိုးနေလားမသိဘူးဗျ
အဲ့ကျွန်တော်ရသွားတယ်ဗောနော်ကောင်းဘလောက်လည်းမသိဘူးထုတ်တာအဲ့ဒါတိုင်းစာပါလက်ထပ်ပြီးပါတယ်တိုင်းစာပါလက်ပေးပြီးတော့အမှ trial test ပို့ပါတယ်အဲ့ဒီ test ဆိုတော့ကျွန်တော်လည်းဝယ်လိုက်ပါတယ်သူတို့ကောင်နေရသေးသလားလုံးဝလက်ကြီးရတာစောင့်ရမ်းအများကြီးပေးပြီးတော့ကွာရတဲ့ကောင်တွေကြတော့ကြော့လို့အဲ့ trial test တို့အဲ့တောသားကောင်တွေပဲပေးတာဗျကျွန်တော်လည်းအဲ့ fuse လောက်နေတော့အဲ့မှာကျွန်တော်တို့ semi base cut ပေါ်ပါတယ်အဲ့မှာကြည့်အဲ့ gravity ဟာကျွန်တော်ခုံစွာလုံးတော်တော်မြင့်ရောက်တယ်ပေါ့နော်အဲ့မှာကျွန်တော်ခွေးကြပါတယ်လိုက်ရတယ်လက်သွားတော့အောက်ခွေးကြပါပါတယ်အဲ့မှာကျွန်တော်အဲ့ supply လေးနဲ့တက်ဖို့ဆိုပြီးကျွန်တော်လုပ်ပါတယ်အဲ့မှာနေအပေါ်မရောက်ပါဘူးအော်မြောက်အောက်ကိုပဲရောက်နေပါတယ်အဲ့မှာ divine spin တောက်လျှောက်ပေးတယ်နော်အဲ့ကောင်အဲ့ကျွန်တော်ခုံစွာနဲ့တက်လာတယ်ပေါ့နော်အိုးလဲရောက်ကိုကျွန်တော်အဲ့အပေါ်မှာ chocolate လားဟုတ်တယ်အဲ့ဒီကောင်ကိုကျွန်တော်ယူလိုက်ပါတယ်ဒိုင်းမုံမှာအဲ့ကောင်ကိုကျွန်တော်ယူလိုက်တယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော် trade ရောက်ယူရမှာမဟုတ်ပါဘူး fuse မလို့ယူရပါယူရင်တော့ယူရမှာမဟုတ်ပါဘူး fuse လုံးမလို့ပါကျွန်တော်ကောင်းတာလေးရမလားဆိုရဲအတွေ့တစ်ခုနဲ့ပေါ့နော်စော်လင်းချက်တွေအဲ့ဒါကျွန်တော်အပေါ်မှာပါရှိသေးလေထပ်သွားကြည့်ရပေါ့နော်ထွေးထူးကတော့ဘာမှတိတ်မရှိပါဘူးပေါ်မှာလည်းကောင်းတဲ့ဟာတွေမရှိတလောက်ဆိုတော့မရှိပါဘူးဟုတ်ပါမရှိပါဘူးကြောက်အဲ့ those admin ပါဘူး admin lucky block ကိုကျွန်တော်ယူပြီးတော့ကြောက်အဲ့ဒီမှာဘာဖြစ်လို့လဲမသိဘူးနောက်ပြန်ရောက်သွားပြီအဲ့ဒါကျွန်တော်ဒီကောင် fuse လုပ်မယ်ပေါ့နော် fuse လုပ်မယ်ဆိုတော့ကျွန်တော် fuse တဲတော့ထည့်ပါတယ်ခေါ့ဘရိုအဲ့မှာဘာရနိုင်မလဲဆိုပြီးတော့ကျွန်တော်တွေးရတယ်ပေါ့နော်ကောင်းတဲ့ဟာလေးတော့ရမယ်ထင်တာပဲဆိုပြီးတော့ကျွန်တော်အဲ့ trial test လားအဲ့ကောင်လေးထည့်လိုက်ပါတယ်ကြောရဲ့ chocolate data ရဲ့ trial test ရဲ့ပြီးသွားရင်ဒီ chocolate arena လားအဲ့တူလည်းထည့်ပြီးတော့ကျွန်တော် fuse လုပ်လိုက်ပါတယ်fuse လုပ်ပြီးတော့ကျွန်တော်တို့လောင်းဝမကြောက်ဒီ timer ကို skip ပေးလိုက်တယ်ဗောနော်ကျွန်တော်လည်းအဲ့ဒါနဲ့ coin နေလိုက်ကောက်တာ coin မဲလို့တော့တယ်ဗျာ coin မဲလို့တော့အဲ့နားမှာကျွန်တော်တွေ့ရပါအဲ့ secret lucky block တို့ spawn မဲ့ထင်းနေတာအဲ့မှာဗျာ secret lucky block တွေကလုံးဝမစပုံးဗျာဘာဖြစ်လို့လဲမသိဘူးအဲ့နဲ့ကျွန်တော် spawn လိုက်တယ်ဗောနော်အဲ့ lucky block spawn လိုက်တာမှားလားမှန်လားတော့ကျွန်တော်လည်းမသိဘူးlucky block တွေကအဖေပေးတာနော်ဘယ်လောက်ထိပေးလဲ brother တို့ပဲကြည့်လိုက်တော့ကျွန်တော်ပိုးနေမပြောတော့ကျွန်တော်ချင်းလေးနဲ့ပဲဖွင့်လိုက်တော့မယ်ကျွန်တော်အတန်တော်လေးကိုမောနေပြီပေါ့နော်ချင်းလေးနဲ့ပဲဗျာကောင်းတဲ့ကောင်ဆို Lost No My House ပေါ်ပေးရတာအဲ့မှာကျွန်တော်တို့နိုင်ငံဘာဘူးကဘာတောင်ပိုင်းလားမြောက်ပိုင်းလားမသိဘူးအဲ့နေရာကိုကျွန်တော်တို့ရထားနဲ့တော့โอเคဆိုတော့ရောက်သွားပြီပေါ့နော်ဒီမှာကျွန်တော်အကျင့်နိုင်မယ်ကျွန်တော်ကြိုက်တဲ့ဟာပဲကျွန်တော်ယူပါတယ်ကြိုက်တဲ့ဟာ
အဲ့မှာဆန်နာကလော့ကနေပြီးတော့ဘောကနေကျဲချပေးမယ်ခဏလောက်စောင့်ကျွန်တော်တို့အဲ့လိုပြောပါတယ်ခရစ်စမတ်လည်းမဟုတ်ပါဘူးဒီတော့တော်တော်ပေးကမ်းရရောနေပါတယ်အဲ့မှာကျွန်တော်ပုံးနေလိုက်ဖောက်ရင်းနဲ့ naughty လားအဲ့ကောင်လေးကိုရပါတယ်ပထမဦးဆုံးနောက်တစ်ကောင်ကလည်း naughty go ပါကျွန်တော်ယူထားတဲ့အကောင်လေးပေါ့နော်လဘကကြီးစပုံးပါတယ်ကျွန်တော်အမုန်းဆုံးအကောင်ပါနောက်ထပ် naughty ထပ်ရပါတယ် mutation တစ်ခုမှမပေးဘူးပေါ့နော်ကျွန်တော် lucky block လေးတစ်ခုကြံတာနဲ့ကျွန်တော်ဖောက်ပါတယ်ပြိတ္တကြီးရောက်တဲ့အပြင်ကလို့ရောင်းစားလိုက်ပါတယ်ရောင်းစားပြီးရတယ်ကျွန်တော်ဘာလို့ရင်ကောင်းလဲဆိုပြီးတော့အကုန်ထင်ပါပါတယ်သင်ဝိုင်းနဲ့နေမျိုးအောင်ပြလိုက်ပါတယ်ထပ်ပြီး base ပေါ်မှာပြီကျွန်တော်ပြေးရပါတော့ကျွန်တော်ပြေးရပြီကျွန်တော်တော့မဘူးမှပါဘူးပြေးစီအဲ့ဒီကျွန်တော်ပုံတက်တယ်ပေါ့နော်ပုံတက်ဘာတွေမျက်ရှိမလဲပေါ့အဲ့ကျွန်တော်ကြည့်ဘာမှမရှိဘူးအဲ့ဒီညက်ပါချင်းတော့အဲ့ lucky block ကိုယူလိုက်ပါတယ်ပြီးတော့ first lucky block ထောက်လိုက်ပါတယ်ပြည်သူကြီးရောက်တရားရေးပြီဒီမျိုးအောင်ကောင်းတာမရပါဘူးဒီမျိုးမဟုတ်အဲ့ဒါဝေဖြိုးအောင်ကွာအဲ့မှာအဲ့ဒီပြီးတော့တော့ပြောတာပေါ့နော်အဲ့ဟိုပါဗါလဲ education နေတော့အများကြီးอ่ะကျွန်တော်ဒီရက်ဝင်လိုက်ရပါဝင်ပြီးတော့ဟောဒီနားပဲဆိုတော့ကြည့်ရအဲ့ကြည့်lucky block တွေကစပုံးပြီပေါ့နော်အဲ့လိုတင်သွားတာပါနေတော့မစပုံးပါ lucky block တွေနှစ်ခုလည်းကျွန်တော်တို့ lucky block တွေထွက်လာပြီပေါ့နော်မင်းကကွာရင်းသွားစားလိုက်သေးတယ်အဲ့ဒီကျွန်တော်ဒီ lucky block ဝင်လိုက်တယ်ဝယ်ပြီးတော့နေကျွန်တော်အဲ့ဒီဟာကြီးတန်းဖောက်ပဲဆိုရဲအတွေးတစ်ခုနဲ့ပဲ job base ကိုကျွန်တော်ပြီးပြီးတော့ဖောက်တယ်တော့ဒီကောင်လက်ကြီးကောင်းမယ်နေထားခဲ့ပြီးတော့ဘောကောင်တော့ဖောက်ပါတယ်တော့ဖောက်တော့လေနောက်ကဟာလည်းမအောင်ဘောဟာလည်းကောက်ပါဘူးအဲ့ဒီဆန်းပြောင်းလာလားမသိဘူးတိုင်းလက်ကြီးတော့ကောက်ပြီးလိုက်ပါတယ်အဲ့မှာကျွန်တော်နေလို့အောင်ထည့်ရပါပါတယ်အားလုံးဆိုပြီးတော့ကျွန်တော်ဒီမှာပြင်ပြီးတော့နောက်ကကောင်ပါရမယ်ပြီးတော့ကျွန်တော်ဒီမှာဆန်မီကနေ voice set ကိုကျွန်တော်ပြီးပါပြီးတယ်အဲ့ဒီ base ပေါ်နောက်ဆုံး base က pro ကောင်းပါတယ်။အားလုံးလည်းဆိုတော့ secret lucky block တစ်ခုကလွဲလို့ကျန်တဲ့ဟာအကုန်လုံးစိတ်ကြက်ကောင်းပါတယ်။အဲ့မှာကျွန်တော်ကဘာရင်းရှိမလဲဆိုတော့အားပြေးရကျွန်တော်ပြုတ်ကြသွားပါတယ်။ပြုတ်ကြသွားနေမျိုးအောင်အကောင်စိုးလေးဆိုတဲ့ကားတော့ကျွန်တော်ရုပ်ပြီးတော့အမှ lucky block ယူလိုက်ပါတယ်။ကျွန်တော်အဲ့မှာ lucky block တွေကလွတ်တော့မှာဆိုတော့ကျွန်တော်ဝယ်ပါတယ်။ lucky block 3ခုပေါ့နော်ဒါနေမျိုးအောင်ရဲ့သားနှစ်ကောင်ဝေဖြိုးအောင်နေပါလို့ကျော်အနေအပေါ်ပြေးတက်ပြီးအဲ့ lucky block ကိုတတ်ဖောက်ပါတယ် secret lucky block လေးကနည်းနည်းလေးရင်ခုန်မှုကောင်းတာနဲ့ကျွန်တော်အဲ့ကောင်လေးကိုကောက်ဖောက်ပလိုက်တယ်အဲ့ကျွန်တော်ဘာရသွားလဲကြည့်လိုက်ပါအောင်လေအမှကျွန်တော်ဖုန်း2ချက်3ချက်လောက်ကောက်ရိုက်ခွဲပလိုက်တယ်ရက်ခွဲပြရနေအကောင်ကျွန်တော်ရောင်းစားပလိုက်ပါတယ်အဲ့နဲ့ကျွန်တော်ဘေးနားဟာလေးရောင်းတယ်ရောင်းပြီးတော့ပြီးသွားပါပြီအားလုံးပဲဘိုင်မှာ subscribe လုပ်ခဲ့ဖို့မမေ့နဲ့